ဒီနေ့တော့ငပိရေမလိုတဲ့မြို့ဒီအညာချက်လေးချက်စားကြမယ်အရင်ဆုံးကြက်သွန်အဖြူနီကိုပပလေးလှီးမယ်ပြီးသားပြီဆိုလို့ရှိရင်တော့စီစနွင်းနဲ့စီလေးတက်မယ်ပေါ့နော်တက်တဲ့အခါမှာလဲကြက်သွန်အဖြူနီလေးထည့်ပြီးတော့စီတက်မယ်စီတက်တဲ့အခါမှာတည်တည်ချာချာလေးကြက်အောင်စီတက်ဖို့အတွက်လိုအပ်ပါတယ်နော်နှမဆိုရင်နန်မှာဆိုလို့ကြက်သွန်နန်မှာဆိုလို့ပါနော်ဟိုကကြတော့ဒီနောက်ပြီးတော့ငပိထောင်းထားတာလေးရှိရောနည်းနည်းလေးထည့်ပြီးတော့မှစီတက်လိုက်ပါတယ်ပြီးတော့အရသာဖြစ်တဲ့အချိုမုတ်ခနောအကုန်လုံးထည့်ပါတယ်နောက်ပြီးတော့ကျွန်တော်ငမြိုင်လေးနည်းနည်းလေးပေါက်လိုက်ပါမယ်ရှင့်ငွာကတော့ငိုဒီခွဲချက်နဲ့မလုပ်ဘဲနဲ့ငိုဒီအကြက်မုံလေးနဲ့ပဲဆက်ဆက်ကလေးလုပ်လိုက်ပါတယ်အယောင်လေးလှဖို့အတွက်အယောင်တင်လေးထည့်ပါတယ်ရှင့်နောက်တော့ရေလေးနည်းနည်းလေးနဲ့ဒီငွာတို့စီပြန်လာတဲ့အထီပေါ့နော်နည်းနည်းလေးမှွေပြီးတော့ထားပေးပါတယ်ဒီဟင်းလေးကကြတော့စီတက်ပြီးတော့မှစီနက်လေးမွေးလာတဲ့အချိန်ဒီလိုမျိုးလေးလုံးမပေါ့နော်ဒီလိုရတာကောင်းတဲ့အယောင်စင်းလာတဲ့ညာငိုတိချက်လေးရမှာပဲဖြစ်ပါတယ်ဒီဟာလေးကပေါ့နော်သမင်းနဲ့ဆိုင်အရန်ကိုမှလိုက်ဖက်တယ်ရှင့်ငပိရင်မလိုပါဘူးနော်ဆက်လေးနဲ့လုံးဝဆက်ပြေးလန်နေအောင်စားလို့ရမှာပါအဆုံးလေးကြည့်ပေးကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ဘိုင်ဘိုင်နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်